မင်္ဂလာပါ From My Kitchen Studio မှာကြိုဆိုပါရစေဒီတစ်ခါစက်သွန်ပြူကိုကြော်ပါမယ်ရှင်ပထမဆုံးစက်သွန်ပြူတွေကိုအကြောဖယ်ပြီးရေစင်အောင်ဆေးပါရစေကျမကပဇွန်ကြောင့်နဲ့ကြော်မှာဖြစ်တဲ့အတွက်စက်သွန်ပြူအနည်းငယ်နဲ့ပဇွန်ကြောက်ကိုရောပြီးတော့ထောင်းထားပါရစေအားလုံးအသင့်ပြင်ပြီးတဲ့အခါတဲဦးထဲမှာစီအနှဲငယ်ထည့်ပြီးတော့ထောင်းထားတဲ့စက်သွန်ပြူနဲ့ပဇွန်ကြောက်ကိုစီတက်ပါမယ်ဒီနေထားရပြီဆိုရင်တော့စက်သွန်ပြူလေးကိုထည့်ပြီးတော့မှွေပြီးပါမယ်အရသာအတွက်စားအနှဲငယ်ထည့်ပါတယ်စက်သွန်ပြူလေးတွေမြင်းသွားအောင်ရင်းနှီးနှဲထည့်ပါမယ်ရေခမ်းသွားတဲ့အထိမှွေလိုက်ပါတယ်နောက်ဆုံးမှာတော့ခရုစီအနှဲငယ်ထည့်နေပြီးတော့မီးပိတ်လိုက်ပါတယ်အခုဆိုရင်အနံ့တင်တင်လေးနဲ့အရသာရှိတဲ့စက်သွန်ပြူကြော်လေးရပါပြီနော်အဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်